ကိုယ့်ရဲ့ထိုးမှုစင်ကတ်ကဖုံးငွေဖြည့်လိုက်တယ်ဒါပေမဲ့ဖုံးငွေကအပြည့်မရဘူးကျွန်တော်တို့ဖုံးငွေဖြည့်လိုက်တာနဲ့စာအိတ်တွေကနေပတ်စံတွေဖြတ်သွားရပေါ့နော်အဲ့ဒီလိုဖြစ်နေတဲ့သူတွေအတွက်ဒီနေ့မိတ်ဆွေတို့ကိုထူးမှုစာအိတ်တွေကနေပြီးပတ်စံမဖြစ်အောင်ပတ်စံစားတဲ့စာအိတ်တွေကိုဘယ်လိုမျိုးဖြတ်သိမ်းရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဖုံးကွက်တွေကိုသွားလိုက်မယ်ပေါ့နော်ဖုံးကွက်တွေကိုသွားပြီးရင်ကျွန်တော်အခုပြထားတဲ့နံပါတ်လေးအတိုင်းကျွန်တော်တို့ဖုံးဆက်လိုက်မယ်ပေါ့နော်ဖုံးဆက်လိုက်ပြီးသူကစကားပြောလိုက်ရင်ကျွန်တော်တို့ခဏနားထောင်ပေးလိုက်မယ်နားထောင်ပြီးရင်နံပါတ်3နှိပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်မိမိထဲမှာရှိတဲ့ပတ်စံစားတဲ့စာအိတ်တွေကိုကျွန်တော်ရုံးဘက်ကနေပြီးဖြတ်ချပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခါမိမိထဲမှာဖုံးငွေဖြည့်လိုက်တာနဲ့ကျွန်တော်တို့ပတ်စံစားရတဲ့စာအိတ်တွေမရှိတော့ဘူးဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဖုံးငွေကအပြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ငွေချင်းတွေတွေ့ရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ